ပေါမောက်ခါချုပ်စီရတော့ကိုခုလိုထူကြတဲ့စွမ်းလူကက်လူကဲလို့လူပြောများနေတဲ့ဆိုမြဲသူစားဒီနေ့မှာတော့အနုပညာလောကရဲ့ထိတ်တန်းစင်းဝင်ပြည်သက်ချစ်တဲ့မင်းသမီးကြီးတလက်ရဲ့ထူးခြားတဲ့ကုသိုလ်ပြုမှုလေးတစ်ခုကြောင့်ပြောပြပေးသွားမှာပါမြန်မာနိုင်ငံရဲ့အနုပညာလောကမှာမာကြီးဆိုလို့ချစ်စလို့ခေါ်ကြတဲ့ကယ်ဒမီဆိုမြဲသူစားဆိုတာပြောစရာမလိုအောင်မြင်ကြော်ကြားပြီးသားနိုင်ငံကျော်မင်းသမီးကြီးတလက်ဖြစ်ပါတယ်သူမကတရုတ်ဆောင်ဘက်မှာပိုင်နိုင်ကျွမ်းကျင်တယ်လို့ပြင်ပလောကမှာလည်းပွင့်လင်းရှိုးသားပြီးတော့ခင်မင်စရာကောင်းတဲ့အမကြီးတယောက်ဖြစ်လူတိုင်းကလေးစားချစ်ခင်ကြသူပါဒီနေ့မှာတော့မကြီးဆိုတာသူမရဲ့နုပညာလုပ်တွေကြောင့်မဟုတ်ပဲဗုဒ္ဓဘာသာဝင်မျိုးသမီးတယောက်အနေနဲ့အင်မတန်မွန်မြတ်တဲ့ကုသိုလ်ကောင်းမှုတစ်ခုကိုပြုလုပ်ခဲ့လို့ပရိသတ်တွေကဝိုင်းဝန်းချီးကျူးနေကြတာဖြစ်ပါတယ်သူမဆုံးကက်လူခွင့်ရခဲ့တဲ့ဆရာတော်ကြီးကတော့တာမန်ပုဂ္ဂိုလ်မဟုတ်ပါဘူးမြန်မာနိုင်ငံသားမကကမ္ဘာနိုင်ငံတည်တည်ကဗုဒ္ဓဘာသာဝင်တွေထူးတည်းလေးစားကြည်ညိုရတဲ့သာသနာအာဇာနည်ပါအမခါကျုံဆရာတော်ဒေါက်တာနန္ဒာမာလာဝိဝန္တဆရာတော်ဖျားကြီးပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဗမာခါကျုံဆရာတော်ကြီးဆိုတာပိဋိကတ်သုံးပုံနီကယ်9ရဲ့စာရေးဗုဒ္ဓစာပေကျမ်းဂန်တွေကိုအလွန်နဲ့ဆက်ကျွမ်းကျင်တဲ့ပညာရှင်မထေရကြီးတစ်ပါးပါခက်ခဲတဲ့သဘောတရားတွေကိုလူပုဂ္ဂိုလ်တွေနားလည်လွယ်အောင်လက်တွေ့ဘဝနဲ့ဟမ်းမိအောင်ရှင်းလင်းဟောကြားနိုင်စွမ်းရှိတာကြောင့်ဆရာတော်ကြီးရဲ့တရားဝါရိုင်းဟာလူပင်လေကြီးတစ်ဖွဲစီကားလေးရှိပါတယ်ဆရာတော်ကြီးဟာသာသနာပြုခီးစဉ်တွေဇက်တိုက်ကြွားချီနေရသလိုကျမ်းမာရေးကိုလည်းယူဆိုင်နေရတဲ့အနေထားမလို့ဆရာတော်ကြီးကိုအခုလိုနီးကပ်ဖူးမြော်ခွင့်ကိုယ်တိုင်ကိုယ်ကြဆုံးကတ်ခွင့်ရဖို့ဆိုတာတာမန်သူတွေအတွက်တာမန်အချိန်ခါနဲ့တော့လုံးဝမလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ဂျိုင်းမဲဆိုမြတ်သူစားကတော့သူမရဲ့ကြီးမားလာတဲ့စေတနာနဲ့တရားကြောင့်ဒီလိုရှားပါတဲ့ခွင့်ရကြီးကိုရအောင်နိုင်ခဲ့ပါတယ်။ဒီနေရာမှာပရိသတ်တွေအဓိကသတိထားမိပြီးပြောစပက်ပြုနေကြတဲ့အချက်ကဆုံးကတ်နိုင်ခြင်းတခုတည်းမဟုတ်ပါဘူး။ဆိုမြတ်သူစားရဲ့ဟန်ဆောင်မှုကင်းတဲ့ရုပ်ရှင်မှုပါ။တာမန်အားဖြင့်နာမည်ကျော်နုပညာရှင်တွေအထက်တန်းလာတွေရဲ့အလူတန်းဆိုရင်ဂုံပကသနာလို့ခေါ်တဲ့ပြင်ပအဆောင်ရောင်တွေကင်မရာမီးအောင်စုံတွေအများကြီးချိန်ရန်တာတွေနဲ့ခန္ဓာကြီးကျယ်စွာလုံးလေးရှိတာကိုမြင်မှုကြမှာပါ။ဒါပေမဲ့စုမိသူစားရင်ဒီစွမ်းသူမှာတော့အဲ့ချက်တွေလုံးဝမပါဝင်ပါဘူး။ချက်ပုံတွေကိုသိချခြင်းသူမဟာနိုင်ငံကျော်မင်းသမီးကြီးဆိုတဲ့မာနာနဲ့ခေါင်းစဉ်ကိုဘေးမှာချထားပြီးတော့ဆရာတော်ကြီးရဲ့ရှေးမောင်မှာတာမန်တရေကာမာလေးတယောက်လိုအင်မတန်ရိုသေကျိုးနွန်စွာနဲ့ရှိနေတာကိုတွေ့ရပါတယ်။ဆိုရင်ခွက်တွေကိုသူတစ်ပါးလက်ကိုမလွဲဘဲနဲ့ကိုယ်တိုင်ကိုယ်ကြတတိချာချာပြင်ဆင်နေကိုယ်တိုင်ဆက်ကတ်တဲ့သူမရဲ့မျက်နှာပေါ်မှာလည်းမိတ်ကပ်တူကြီးကိုလိမ့်ချထားတာမျိုးမဟုတ်ပဲကုသိုလ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ကြည်လင်အေးချမ်းမှုကိုထင်သာမြင်ရပါတယ်။ပြင်ဆင်ထားတဲ့စွမ်းဘောစင်ကလည်းတန်ရှင်းတည့်ရက်ပြီးတော့တကယ့်ကိုမှစားချစ်သပွဲဖြစ်တယ်လို့လူတန်းသူရဲ့စေတနာဘလောက်ပါဝင်တဲ့ဆိုတာပုံရိပ်တရားနဲ့တစင်ကြည့်စုသူရဲ့ရင်ထဲထိတိုက်ရိုက်ခံစားရပါစေ။ပကသနာတွေထဲစိတ်ထားပြုစေမှုကိုဦးစားပေးထားတဲ့ဒီလိုထူးခြားတဲ့စွမ်းလူဟာခေတ်လူငယ်တဲ့လူပညာရှင်မျိုးဆက်သစ်တွေတက်လဲအတူယူစရာတစ်ခုပါပဲ။ရုပ်ရှင်ထဲမှာဇယုံမျိုးစုံနဲ့ပရိသတ်ကိုဖျက်ပြေးခဲ့တဲ့မာကြီးဆိုတာပြင်မလောကမှာတော့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အနေနဲ့အခုလိုမျိုးမြတ်တဲ့လူဒဏကိုပြုလုပ်ရင်ပရိသတ်ကိုစံပြဖြစ်စေခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့ရောပမောက္ခချုပ်ဆရာတော်ဘုရားကြီးကိုကြီးညိုလေးစားစွာနဲ့ရိုးရှင်းရှင်းဆုံးကတ်လူခဲ့တဲ့စုမြင့်သူစားရဲ့ပုံရိပ်လေးကိုကြည့်ပြီးတော့ဘလို့ခံစားရပါသလဲ။အားလုံးပဲမုရိတာပွားပြီးတော့ထက်တူကုတော်ရနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကိုယ့်ဘက်မှာလည်းတာရုခေါ်ဝဲဖို့မမေ့ပါနဲ့ဦးနော်။အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတွေဖြစ်ကြပါစေရှင်။